မိတ်ဆွေများလုံးပဲမင်္ဂလာပါကျွန်တော် Michael Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဟုတ်ပြီမိတ်ဆွေတို့ဒီဟာလာကနဲ့ပါတီထိုင်းပြီးတော့အပေါ်ဝင်ချမဲနေလံကိုများပြတော့ဖြစ်ပါတယ်ဟုတ်ပြီမိတ်ဆွေတို့ဟာလာမှာပါတီထိုင်းပြီးတော့ game ဆော်လို့ရတယ်ပေါ့နော်မိတ်ဆွေတို့ဘေးအကွက်မှာဝင်ပြီးတော့ game ဆော်ရင်အနိုင်ဖြစ်မယ်ပေါ့နော်အဲ့ဒီ game ကိုကျွန်တော်ပြောပြရမယ်ဟုတ်ပြီမိတ်ဆွေတို့ကျွန်တော် Michael Channel ကိုအခုထိ subscribe မလုပ်သေးလဲ subscribe လေးလုပ်ထားပါဟုတ်ပြီမိတ်ဆွေတို့ကျွန်တော် group တစ်ခုမှာဝင်သွားလိုက်မယ်ဟုတ်ပြီမိတ်ဆွေတို့ဒီနေရာရောက်လာလို့ရှိရင်မိတ်ဆွေတို့ကဒီမှာကြည့်လို့ရတယ်ပေါ့နော်ဒီမှာခေါင်းတွေအများကြီးရှိတယ်ပေါ့နော်မိတ်ဆွေတို့ကကြိုက်တဲ့ခေါင်းပေါ်ထိုင်လို့ရပါတယ်မိတ်ဆွေတို့ဒီမှာပေါ့နော်ဟုတ်ပြီအဲ့ဒီခေါင်းတစ်ခုကိုနှိပ်လိုက်လို့ရှိရင်ကျွန်တော်တို့ထိုင်လို့ရပြီပေါ့နော်ဟုတ်ပြီမိတ်ဆွေတို့ထိုင်ပြီးသွားရင်မိတ်ဆွေဟုတ်ပြီမိတ်ဆွေတို့ဘယ်မှာဝင်ပြီးတော့ game ဆော်လို့ရမလဲပေါ့နော်ဟုတ်ပြီကျွန်တော်ပြောပြမယ်ဟုတ်ပြီမိတ်ဆွေတို့ဒီမှာလည်မှုမျိုးပုံစံလေးပေါ်လာပါတယ်အဲ့ဒီနေရာလေးကိုတစ်ချက်ထောက်လိုက်မယ်ဟုတ်ပြီမိတ်ဆွေတို့အဲ့ဒီနေရာနှိပ်လိုက်လို့ချင်းဒီလိုမျိုးပေါ်လာလိမ့်မယ်ဟုတ်ပြီမိတ်ဆွေတို့ဒီမှာဘယ်အကွင်းမှာဝင်ဆော့ရမလဲပေါ့နော်ဟုတ်ပြီကျွန်တော်တို့ဘယ်အကွင်းမှာဝင်ဆော့ရင်အနိုင်ဖြစ်မယ်ပေါ့နော်ဟုတ်ပြီကျွန်တော်ပြောပြရမယ်ဟုတ်ပြီမိတ်ဆွေတို့အပေါ်လေးနည်းနည်းဆွဲလိုက်ပါဒီအကွင်းမှာပေါ့နော်ဒီအကွင်းမှာဝင်ဆော်လို့ရှိရင်ကျွန်တော်တို့အနိုင်ဖြစ်တယ်ပေါ့နော်ဒီမှာပေါ့နော်မိတ်ဆွေတို့ဒီမှာကြည့်လို့ရတယ်ပေါ့နော်ဟုတ်ပြီအဲ့ဒါကိုတစ်ချက်ထောက်လိုက်လို့ရှိရင်ကျွန်တော်တို့ gain ဆော်လို့ရပြီပေါ့နော်ဟုတ်ပြီမိတ်ဆွေတို့ကျွန်တော်တို့ coin ရှိမှ gain ဆော်လို့ရရင်ပေါ့နော် coin မရှိရင် gain ဆော်လို့မရဘူးပေါ့နော်ဟုတ်ပြီမိတ်ဆွေတို့ gain ဆော်ဖို့အတွက် coin စုရမယ်ပေါ့နော် coin စုပြီးမှ gain ဆော်လို့ရမယ်ပေါ့နော် coin ကတော့အယောင်ဝယ်ဖြစ်တယ်ပေါ့နော်မိတ်ဆွေတို့ကကြိုင် gain ဆော့ခြင်းနဲ့ဆိုရင် coin ဝယ်လို့ရတယ်ပေါ့နော်ဟုတ်ပြီဇက်တိုက်ခုနဲ့တရက်ကို3နာရီပါတီထိုင်ပါပါတီထိုင်ပြီးပါလို့ရှိရင်နော်မိတ်ဆွေတို့က text ဆိုတဲ့နေရာလေးကိုနှိပ်ပြီးတော့ point ကိုယူရမှာဖြစ်ပါတယ်နော် point က auto မဝင်လာဘူးပေါ့နော်မိတ်ဆွေတို့ကယူမှာ point တွေကရမယ်ပေါ့နော်မယူလို့ရှိရင်မိတ်ဆွေတို့ကတနေ့ကောင်ပါတီထိုင်တာအလကားဖြစ်သွားပြီပေါ့နော်ဟုတ်ပြီအဲ့ကြောင့်မလို့မိတ်ဆွေတို့က3နာရီပါတီထိုင်ပြီးပါလို့ရှိရင် point ကိုယူပါနော် text ဆိုတဲ့နေရာလေးကိုနှိပ်ပြီးတော့ point ကိုယူလို့ရတယ်ပေါ့နော်ဟုတ်ပြီဒီမှာနော်မိတ်ဆွေတို့ဒီမှာနှိပ်ပြီးတော့ point ကိုယူပါပေါ့နော်ဟုတ်ပြီမိတ်ဆွေတို့ကပထမဆုံး point 3သိန်းထုတ်လို့ရရင်ပေါ့နော် point 3သိန်းရှိမှမိတ်ဆွေတို့ကငွေထုတ်လို့ရရင်ပေါ့နော် wave giving နဲ့ငွေထုတ်လို့ရတယ်ပေါ့နော်ဟုတ်ပြီမိတ်ဆွေတို့တရက်ကိုပါတီ3နာရီထိုင်ပြီးပါလို့ရှိရင်ဒီ text ဆိုတဲ့နေရာလေးကိုနှိပ်ပြီးတော့ point ကိုယူပါနော် point ကယူမှ point ရမယ်ပေါ့နော်မယူလို့ရှိရင် point ကတော့မရဘူးပေါ့နော်မိတ်ဆွေတို့က3နာရီပါတီထိုင်တာအလကားဖြစ်သွားပြီပေါ့နော်အဲ့ကြောင့်မလို့မိတ်ဆွေတို့ကတရက်ကို3နာရီပါတီထိုင်ပြီးပါလို့ရှိရင်ဒီ text ဆိုတဲ့နေရာလေးကိုနှိပ်ပြီးတော့မိတ်ဆွေတို့ကအဲ့ဒီ point ကိုယူပါနော်ဟုတ်ပြီမိတ်ဆွေတို့ကငွေထုတ်ဖို့အတွက်ပေါ့နော်ဒီ point 3သိန်းရှိမှမိတ်ဆွေတို့ကငွေထုတ်လို့ရရင်ပေါ့နော် point 3သိန်းရှိရင်ကျွန်တော်တို့ wave giving နဲ့ငွေထုတ်လို့ရတယ်ပေါ့နော် point 3သိန်းရှိရင်$10ရရင်ပေါ့နော်ကျွန်တော်တို့မြန်မာငွေ$1ကို4000ကျပ်ရှိပါတယ်နော်ဒေါ်လာစစ်အတေအကျရှိတယ်ပေါ့နော်တခါတလေကြာတာလည်းရှိတယ်တခါတလေဒေါ်လာစစ်တက်တာလည်းရှိတယ်ပေါ့နော်ဒါပေမဲ့အခုတော့$1ကို4000ကျပ်ရှိပါတယ်ဟုတ်ပြီမိတ်ဆွေတို့ကနေ့တိုင်းပါတီထိုင်းပြီးတော့ point 3သိန်းစုလိုက်ပါ point 3သိန်းစုလိုက်လို့ရှိရင်ကျွန်တော်တို့$10ရရင်ပေါ့နော်ဟုတ်ပြီအဲ့ဒီ$10ကိုမြန်မာငွေဆိုရင်4000ရရင်ပေါ့နော်မိတ်ဆွေတို့ကကြိုးစားရင်ကြိုးစားသလိုpoint စုလို့ရတယ်ပေါ့နော်ဟုတ်ပြီမိတ်ဆွေတို့က gain စောကြည့်နေဆိုရင်အရင်ဆုံး coin ရှိရမယ်ပေါ့နော် coin ရှိမှ gain စောလို့ရတယ်ပေါ့နော် coin မရှိရင် gain စောလို့မရဘူးပေါ့နော် coin ကတော့ဝယ်လို့ရတယ်ပေါ့နော်မိတ်ဆွေတို့က gain စောခြင်းနဲ့ coin လည်းမချစ်ဘူးဆိုရင်အပြင်မှာ coin ဝယ်လို့ရတယ်ပေါ့နော် coin အယောင်ပဲဖြစ်တယ်ပေါ့နော်ဟုတ်ပြီမိတ်ဆွေတို့ကျွန်တော်တိုင်း channel ကိုအခုထိ subscribe မလုပ်သေးတဲ့ subscribe လေးလုပ်ထားပါမိတ်ဆွေတို့စိတ်ဝင်စားတဲ့ဟာလာကနေဝင်ငွေချခြင်းနဲ့ဆိုရင်ကျွန်တော် comment မှာဟာလာ link ပို့ပေးထားလိုက်ပါမယ်မိတ်ဆွေတို့အဲ့ဒီ link ကိုနှိပ်ပြီးတော့ app download ဆွဲလိုက်ပါအကောင့်ဖောက်ဖို့အတွက်မိတ်ဆွေတို့က Gmail တစ်ခုရှိရမယ်ပေါ့နော်မိတ်ဆွေတို့ Gmail နဲ့အကောင့်ဖောက်လို့ရတယ်ပေါ့နော်ဟုတ်ပြီ